အတားဖေတူသမီးလေးထင်ပါတယ်အဖေတိုင်းပဲအရင်တန်လိုက်တာအရင်တော့ရောအဖေကအပြင်သွားရင်အတားကိုဖူးဖွိုင်းမှလာထားတာလားဒါဆိုလို့ရှိရင်ဒါကတပြည့်အိမ်မှာတလဲဖူးဖွိုင်းမှာတလဲစီလိုက်နေတာပေါ့ဖေကအငြင်းတဲ့လူများနေတာလား အဖေကအရက်တော့တယ် ဟုတ်ပါမလားအတားရဲ့အတားအထင်မှားတာနေမှာပေါ့ဖေကဒီလောက်အလုပ်ကြိုးစားတာသူဘယ်လိုလုပ်ရက်တော့ပါလဲဒါမှမဟုတ်တခါတလေသူပင်မတဲ့ခါတောက်တာနေမှာပေါ့အတားရဲ့ ဟာဟုတ်ပါရဲ့ဆိုအဖေကမူးပြီးငိုနေတယ်အတောင်ဦးကိုမြင်ဘူးလေ ဟုတ်လားအတားဦးကိုမြင်ဘူးတယ်အတားမွေးတဲ့အချိန်မှာဦးကဒီရွာမှာတော့မရှိသေးဘူးအတားဦးကိုမြင်ဘူးတယ်ဆိုတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာတော့ ဟာမြင်ဘူးပါရဲ့ဆို ပြီးတော့မြင်ဘူးတယ်ဆိုလည်းမြင်ဘူးတယ်ပေါ့နော်စ